အားလုံးပဲမင်္ဂလာပါညီမကတော့ကီကီမို့ပါအခုဖပြပေးခြင်းနဲ့စာအုပ်လေးကတော့ဆရာကြီးဖေမြင့်ရဲ့ဘာကြောင့်အခုတည်းမချမ်းသာသေးတာလဲစာအုပ်ထဲကအခန်းလေးကိုဖပြပေးခြင်းတာပဲဖြစ်ပါတယ်အခန်းလေးမမျော်လင့်မေအကျဉ်းသားဖြစ်သွားခြင်းဘန္နာဆိုးကြီးကသူ့အတွက်ပြင်ဆင်ထားသည့်အခန်းသို့လိုက်ပို့သည်အခန်းကတကယ်ကိုကျယ်ပြန့်သားနာသည့်အခန်းပစ္စည်းအသုံးဆောင်တွေကအားလုံးအကောင်းစားတွေကြီးဒါတွေလိုက်ကြည့်ကသူ့အိတ်ထဲကတန်ဖိုးကြီးပေးဝယ်ထားရသည်စာရွက်ကိုပင်သူမိနေသည်အခန်းကကျဲတော်လဲပြတင်းပေါက်တော့တပေါက်တည်းရှိသည်ပြတင်းပေါက်မှငုံကြည့်လိုက်တော့သူ့အခန်းကအတော်ကြီးမြင့်နေတာသူတွေ့ရသည်အပြင်ဘက်တွင်စောစောကသူရောက်ခဲ့သည့်ပန်းချံညရောက်နေပြီမို့ရှုခင်းကတစ်မျိုးသို့တော့လားပြေဝံအလင်းရောင်ကြောင့်အရာရာကအတော်တဲကွဲစွာမြင်နေရသည်ဒီတုန်းခဏမှရုတ်တရက်သူ့ကိစ္စသူပြန်တရရသည်လျှို့ဝှက်နီးစဉ်နှစ်ပေါင်းများစွာသူ့ကိုရှောင်ဖယ်ခဲ့သောဥစ္စာယတနာတွေလက်ဝဲပိုင်ရယူနိုင်မည်လျှို့ဝှက်သောနီးစဉ်စာအိတ်ကိုအလင်းစလိုဖွင့်ကအထက်ကစာရွက်ကိုဆွဲထုတ်လိုက်သည်ထို့နောက်စာရွက်ခောက်ကိုဖြန့်ကဖတ်ဖတ်မည်ဆိုပြီးကြည့်လိုက်တော့စာရွက်ပေါ်မှာဘာစာတစ်လုံးမျှမတွေ့ရကြောဘက်ကမန်းကရန်လှန်ကြည့်သည်ဗလားဒီဖိုးကြီးငါ့ကိုနှက်သွားပြန်ပြီဟုတွေးလိုက်မိသည်ဒီလောက်တောင်ညံ့ရသလားဟုသူကိုယ်သူအပြစ်တင်သည်ဘာမှမပါသည်လျှို့ဝှက်နေစဉ်ဆိုတာကိုငွေ1000တန်ချက်လက်မှတ်နဲ့သူအလဲလှုပ်ခဲ့မိပြီသို့တော့မိမိကိုတီးစားအိတ်ပေးလိုက်သည့်အချိန်ကပမောက္ခကြီးမျက်နှာမှာလိန်သည့်ညစ်သည့်အသွင်မရှိရိုးသားသားစေတနာထားပြီးဆက်ဆံနေသည့်ပုံမျိုးစိတ်တော်ကောင်းသူတဦးဤအမူအရာမျိုးစင်စစ်ယခုလိုနားမလည်နိုင်သည့်အကြောင်းကိစ္စတွေကြုံနေသည့်ကြားကပင်သူကပမောက္ခကြီးကိုခင်မင်ခြင်းတလို့ဖြစ်နေသည်ငါတတိထားရမည်ဟုတွေးမိသည်တိတ်ယူသားလုံးနဲ့လူတယောက်ဟာဘယ်တော့မှမချမ်းသာနိုင်ဘူးဟုလူအများပြောတတ်ကြတာသူတတိယသည်ငါဒီလိုဖြစ်နေပြီလားသူ့ကိုယ်သူဝေဖန်သည်စီးပွားရေးမှာသူလက်မမြင်တတ်တာတော့သိကြနေပြီဒါကြောင့်လေအဖိုးကြီးစင်သည့်အကွက်ထဲသူကြောက်ရောက်သွားတာပဲရုတ်တရက်မခံကြည့်မခံသာဖြစ်လာသည်ဒေါသတွေစုဝေးလာသည်သို့တော့ဘသူကိုဘာလို့ပြရမှန်းသူမသိနောက်တော့ဒေါသကဗလာစာရွက်ပေါ်ကြောက်ရောက်သွားသည်စက္ကူဖြူပေါ်တွင်မှင်ဖြူနှင့်ရေးထားသည့်အဲ့ဒီလှုပ်ဝက်နီးစဉ်ဆိုသောစာရွက်ကိုယူ၍ပြည့်ကနေဖြဲပြီးလွတ်ပစ်လိုက်သည်စက္ကူနှစ်စားကလီရဲခဏလွင့်ဝဲပြီးနောက်ထူထင်းညံ့သက်သောကော်စောပေါ်အตาရကျသွားသည်ကိုင်းကွာနောက်ချင်တလောက်နောက်ဆန်းလှောင်ကျဲခြင်းတလောက်လှောင်ရည်စမ်းလှောင်ပြောင်လို့အကြောင်ရိုက်လို့လူတယောက်တည်သွားမှာမဟုတ်တာဟူ၍သူတွေးသည်သို့တော့ဒီလိုဖြည့်တွေးနေရင်ကပင်ရုတ်တရက်စိုးရိမ်စိတ်တွေဝင်လာပြန်သည်အနေထားကတမျိုးကြီးဒီအိမ်ရောဒီအိမ်ကလူတွေရဲ့အပြုမူတွေပါထူခြားလွန်သည်ဒီအိမ်နဲ့သူဝင်လာမိခြင်းသည်တိတိကျကျဆင်ထားသောထောင်ချောက်တစ်ခုတည်းရောက်လာခဲ့သလိုဖြစ်နေပြီခုချိန်သူလှုပ်ရှားရှိတာတစ်ခုပဲရှိတော့သည်တတ်နိုင်သမျှအမြန်ဆုံးဒီနေရာကလွတ်မြောက်အောင်ရုံထွက်ဖို့အချိန်တွေကမပြောနိုင်သူ့အသက်သည်ပင်အန္တရာယ်ရှိခြင်းရှိနေနိုင်သည်ဒီအိမ်မှာညအိမ်နေ၍မဖြစ်တော့မြန်ဆုံးဖြတ်ပြီးတစ်ခုလုံးမှဖြစ်မည်ဘယ်သူမှမသိအောင်အသာလစ်ထွက်သွားတာအကောင်းဆုံးဖြစ်လိမ့်မည်ဟုတွေးပြီးတကားစီသို့ခြေပြားထောက်လျှောက်သွားသည်တကားလက်ကင်ဘူးကိုကင်ကအသာကြိတ်ပြီးလှည့်လိုက်တော့မရတကားကအပြင်မှတောက်ခတ်သွားခဲ့ပြီငါ့ကိုဖမ်းထားပြီပဲ
သို့တော့ထွက်ပေါက်တစ်ခုတော့ရှိသေးသည်ပြတင်းပေါက်သူအလင်းမြန်ပြေးကပြတင်းပေါက်ကိုဖွင့်သည်ပြတင်းပေါက်ကအလဲတကူပွင့်သွားသည်သို့တော့ငုံကြည့်လိုက်တော့အဝေးကြီးပြတင်းပေါက်ကညီကြီးအထက်ပေ30လောက်မှရှိနေသည်ခုံချလျင်ကျိုးကြည့်ပြီးတီမာမုတ်ချတခြားနီလန်ဘာရှိသေးတယ်လဲသူအပြေးအလွှာစဉ်းစားသည်ဘန္နာဆိုးကြီးကိုဘဲတီခေါ်ကြည့်ရင်ဘလို့နေမလဲဒါကလွယ်လို့တခြားဘာနီလန်မှမရှိတော့ပဲလူခေါ်ခေါင်းလောင်းခလုတ်ကိုသူနှိပ်ပြီးစောင့်ကြည့်သည်ဘဲသူမျှပေါ်မလားထပ်နှိပ်သည်အကြောင်းမထူးတအိမ်လုံးလဲဘာတမ်းမျှမကြားရတိတ်ဆိတ်နေသည်အားလုံးအိပ်ပျော်နေကြသည်ပုံဘဲတွေလည်းအလုံးမလုံးကြသည်ပုံအဲ့ဒီတော့ဘာလုပ်နိုင်သေးလဲအော်ဖို့ပဲရှိတော့သည်သို့တော့ဒါတော့အရန်သွားလို့မဖြစ်ကိုယ်စိတ်ထဲဘလောက်တန်တရားရှိနေတော့လဲအကယ်၍ပမောက်ခကြီးကတကယ်သွေးယူသားယူလုပ်နေတာဆိုလျင်မျက်နာပူစရာဖြစ်မည်ညာကြီးမင်းကြီးမှာသူလန့်အော်လို့တအိမ်လုံးအိပ်ယာမှထလာရသည်ဆိုလျင်မကောင်းသူပဲအယူဖြစ်မည်ကဲစူးစားပြီးအိတ်တာပဲကောင်းပါတယ်ဟုသူဆုံးဖြတ်ပြီးအိပ်ယာပေါ်လှဲကြည့်သည်တော်တော်နှင့်အိတ်မပြောနိုင်ဒီတနေ့လုံးဤအဖြစ်ပြက်တွေထပ်တလဲလဲပေါ်လာနေသည်ဒီဟာတွေကိုအတိပယ်ကြိုးချောင်းဆက်ဆက်ကြည့်ဖို့သူစူးစားသည်မရအထူးသဖြင့်ကဒေါ်လာ1000တန်ချက်လက်မှတ်ရေးပေးပြီးရယူခဲ့ရသည့်လျှို့ဝှက်နီးစဉ်ကိစ္စအဲ့ဒီဗလာစာရွက်ကသူ့ကိုတရောလှောင်ပြောင်နေသည်နောက်ဆုံးမိကနေအိပ်ပျော်သွားတော့မှပင်နူးလျက်ထမင်းလုံးတစ်စီ6ခံနေရသောအဖြစ်မှလွတ်မြောက်သည်သို့သောလွတ်မြောက်မှုကကြာရှည်မခံအိမ်မက်ထဲမှာဒဇိန်းတယောက်ရောက်လာပြီးစာရွက်တစ်ထပ်ကိုလက်မှတ်ထိုးခိုင်းနေသည်စာရွက်ကပေါ့သေးသေးမဟုတ်တဘွားလုံးနှင့်ချီ၍အရေးကြီးသည့်စာချုပ်တစ်ခုအိမ်မက်ထဲမှာသူအသေးအတန်ညှင်းဆန်နေရသည်စာချုပ်ကလှုပ်ထားတာမှားနေသည်စာရွက်တွေပေါ်မှာဘာတွေရေးထားသလဲကြည့်တော့ဘာမှမပါအားလုံးဗလာတွေကြီး